Alo issue na mana mingla ba dini jono chama chanta ditna pyome chama chanta ditna pyome suru jomo ta ba ne chama chanta ditna so de ro Yesu အပြစ်ပြင်ဆင်ထားပြီးတဲ့ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်ဟေဘရဲအခန်းကြီး၄တွေကငြိမ်ဝတ်တော်မူရဲ့ချမ်းသာငြိမ်ဝတ်ခြင်းချမ်းသာတွေကိုဝင်စားရတဲ့သူတွေဖြစ်ပါတယ်ယေရှုခရစ်တော်ကဒီလောကမှာဘာလာလို့တာလဲဆိုရင်ကျွန်တော်တို့အပြစ်ကနေကယ်တင်ဖို့အတွက်ဖြစ်ပါတယ်ယေရှုကအပြစ်မရှိဘူးဒါပေမဲ့အပြစ်သားကဲလို့လက်ဝါးကားတိုင်းမှာအသေးခံခဲ့ခြင်းကယနေ့တင်တဲ့ကျွန်တော်ဖြောင့်မတ်တော်သူဖြစ်ဖို့အတွက်ဖြစ်ပါတယ်ဒီလောကရဲ့ပြစ်ကိုဆောင်တော်ဘုရားသခင်ရဲ့တိုးတငယ်အနေနဲ့ယေရှုခရစ်တော်ကအပြစ်အလုံးကိုသူ့အပေါ်မှာတင်ပြီးတော့ဖြည့်ရှင်းလိုက်ပြီဖြစ်ပါတယ်။နှစ်ကုန်း90နဲ့တက်တဲ့မှာသူ့ရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်တို့ပေးပြီးတော့ကျွန်တော်ရဲ့အပြစ်တွေသူယူသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာယေရှုခရစ်တော်အပြစ်ဖြောင့်မတ်တော်သူဖြစ်ပါတယ်။ဒါပဲလားယေရှုခရစ်တော်လောကမှာလာပြီးတော့အပြစ်တစ်ခုတည်းအတွက်ဖြည့်ရှင်းပေးဖို့လာတာလားဆိုတော့မဟုတ်သေးဘူးယေရှုခရစ်တော်ကဒီလောကမှာလာတာတင်ကျမ်းမာတော်သူဖြစ်ဖို့အတွက်ဖြစ်ပါတယ်။ဧရှာယ53ထဲမှာပြောလဲငါတို့၌ငြိမ်သက်ချမ်းသာကိုဖြစ်စေတော့ဆုံးမခြင်းတွေသူ့အပေါ်တို့ရောက်ရသူခံရတော့ဒဏ်ချက်အဖြစ်ငါတို့ဒီအနာပြောက်လျက်ရှိတယ်ဟာလားယေရှုခရစ်တော်ခံရတဲ့ဒဏ်ချက်အဖြစ်ကျွန်တော်ကကျမ်းမာရတဲ့အခွင့်ကိုရရှိပြီဖြစ်ပါတယ်ကျမ်းမာတော့သူဖြစ်ဖို့အတွက်ဖြစ်ပါတယ်ယေရှုခရစ်တော်ကကိုယ်ခန္ဓာတော်မှာဒီလိုနာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းခံရတာကျွန်တော်ကျမ်းမာတော့သူဖြစ်ဖို့အကြောင်းဖြစ်ပါတယ်ယေရှုခရစ်တော်ကဖျားတာကောင်းတဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖျားရဲ့သားဖြစ်ပေမဲ့လို့ဤလောကမှာဆင်းရဲစွာအသက်ရှင်ခဲ့ခြင်းကယနေ့တင်တဲ့ကျွန်ုပ်ကြွယ်ဝဖို့အတွက်ဖြစ်ပါတယ်။နှစ်ကုန်း8-9ထဲမှာပြောလဲဆိုရင်ယေရှုကတဲ့လောကမှာဆင်းရဲစွာတက်ရှင်ခဲ့ခြင်းယနေ့တင်တဲ့ကျွန်တော်ကြွယ်ဝဖို့အကြောင်းဖြစ်တယ်။ယေရှုကဒါကြောင့်မိုးကောင်းကင်မှာကျင်လေတဲ့ငှက်ကအတိုက်ရှိတဲ့မြေခွေးကလည်းမြေသွင်းရှိတယ်။ဒါပေမဲ့လူသားကတော့ခေါင်းချရမြမရှိဘူးတဲ့။ယေရှုခရစ်တော်ကဒီလိုတက်ရှင်ခဲ့ခြင်းကဘာကြောင့်လဲဆိုရင်တင်တဲ့ကျွန်တော်ကြွယ်ဝဖို့အတွက်ဖြစ်ပါတယ်။ယေရှုခရစ်တော်ကဒါပဲလုပ်ပေးခဲ့တာလားဆိုရင်မဟုတ်သေးဘူးယေရှုခရစ်တော်ကကျင့်ချက်အမင်္ဂလာတွေကနေလည်းကျွန်တော်ရွေးနှုတ်ခဲ့တင်ခဲ့ပြီးဖြစ်ပါတယ်တစ်တိုင်၌ဆွဲထားခြင်းကိုခံရတော့သူဒီကျင့်ခြင်းကိုခံရတော့သူဖြစ်သည်ကျမ်းစာလာဒီနဲ့အညီယေရှုခရစ်တော်ဒီငါတို့အတွက်ကြောင့်တစ်တိုင်၌ဆွဲထားခြင်းကိုခံရသည်ဖြစ်၍ငါတို့ကိုပြည့်ညတ်တဲ့ကျင့်ခြင်းကနေလွတ်မြောက်စေပြီးဖြစ်ပါတယ်ကျွန်တော်ညီကိုမတော်မှာယေရှုခရစ်တော်ကတစ်တိုင်မှာဆွဲထားခြင်းခံရခြင်းကအပြစ်မရှိကျင့်ခြင်းဘာမှမရှိတဲ့သူကအပြစ်ကင်းတဲ့သူကတစ်တိုင်မှာဆွဲခြင်းခံရတော့သူဖြစ်သွားခြင်းကယနေ့တင်တဲ့ကျွန်တော်ကိုကျင့်ခြင်းအမင်္ဂလာကနေလွတ်မြောက်ဖို့အတွက်ဖြစ်ပါတယ်။ဒါကြောင့်မမေ့နဲ့ချက်တော်ညီကိုမောင်တို့ဒါကတကယ်တော့ကျမ်းမှာချမ်းသာဒေသနာပြောရင်တိတ်မမှန်ဘူးကွာဒါငြိမ်ဝတ်ချင်းချမ်းသာပြောရမယ်ဟေဘရဲအခန်းကြီး၄တွေကငြိမ်ဝတ်ချင်းချမ်းသာတယ်။ဣတိလလူမျိုးတွေကဖျားသူတို့တက်ပြင်ဆင်ထားတဲ့ငြိမ်ဝတ်ချင်းချမ်းသာတွေကိုသူတို့အားလုံးမဝင်ရအောင်။ဘာကြောင့်လဲဆိုသူတို့မယုံကြည်လို့တဲ့။အဲ့တော့ကျွန်တော်တို့လည်းတတိပေးနေတယ်။သူတို့မဝင်ရတကယ်တော့တင်တို့လည်းမဝင်ရတော့သူမဖြစ်စေဖို့အတွက်တင်တို့တတိထားပါတယ်သူတို့ကဘာကြောင့်မဝင်ရလဲဆိုရင်သူတို့က